food cup ရောက်ပါပြီ။ဝိုင်းမယ်တော့အစင်းပါပဲနော်။ဘေးရှားရဲ့ traditional food စားကျင်တာတော့နာစီလမတ်ပဲရှိပြီးတော့ရှာကွေးတရားနဲ့ညားပြန်ပါပြီ။စားပြီးတော့ပြီးတော့လမ်းကြုံရေလောင်ကန်တစ်ခုဝင်ကြည့်ရပါသေးတယ်။ကြည့်စရာလေး catfish ကိုလာတာဒါပေမဲ့မွေးစားလို့ရတယ်ပေါ့နော်သူတို့ကြောင်လေးမွေးစားချစ်စရာလေးရင်ချက်ပဲဒီ catfish လေးကပီနန်းကျွန်းရဲ့ထလက်ပဟန်မြို့လေးမှာရှိပြီးတော့လမ်းမင်းလေလွင်းကြောင်လေးရဲ့စုံမြင့်ခံထားတဲ့ကြောင်လေးကိုစောင့်ရှောက်ပြီးတဲ့ကြောင်ကယ်ဆယ်ရေးစခန်းလေးဖြစ်တာမို့လို့ပီနန်းရောက်တဲ့အခါတခါတော့ရောက်ပူးတင်ပါတယ်ဒီနေရာလေးက2014ခုနှစ်မှာကြောင်ရှိသူတွေပေါင်းပြီးတော့စတင်ခဲ့တာပါဒီမှာလှူမယ် Hello ဟိုတဲ့ချိုးလေးတွေပါလားချိုးလေးခဏလေးလမ်းဘေးမှာတရားရထားတဲ့အကြောင်းလေးတွေဆုံးဖြတ်ခံထားတဲ့အကြောင်းလေးတွေမကြမ်းမာတဲ့အကြောင်းလေးတွေနည်းနည်းဆောက်ရှောက်ပြီးတဲ့နေရာလေးရှိပါတယ်ဒီနေရာမှာပတ်စံလေးလှူလို့ရတာအပြင်အကြောင်းလေးနဲ့ကစားတာအကြောင်းလေးတွေကိုအစာကျွေးတာခန္ဓာကိုယ်တန်ရှင်းလုပ်ပြီး volunteer work တွေပါလုပ်လို့ရတယ်ပေါ့နော်လာလေနဲ့မွေးစားခြင်းတဲ့အကြောင်းလေးတွေတွေ့ရင်လည်းမွေးစားဖို့အတွက်ကိုရှောက်လို့ရပါတယ်ဒီနေရာလေးကဝင်ကြီးသတ်မှတ်ထားခြင်းလည်းမရှိပါဘူးဟေးတေးကျွန်တော်တို့ beach မှာကြောင်လေးမြင်မှုရတာပထမဆုံးပါဟဲ့ဒီ beach လေးကတော့ပီနန်းကျွန်းရဲ့မြောက်ဘက်ကမ်းရိုးတန်းမှာရှိတာပါနာမည်ကတော့ Batu Ferengi Beach ပါကျွန်တော်တဲပြတဲ့ George Town ကနေပြီးတော့ကားနဲ့ဆိုမိနစ်30လောက်ဝေးပါတယ်ရေဆော့ရတဲ့အပန်းဖြီလို့ပိုကောင်းတယ်ပေါ့နော်လိုင်းလုံးတွေကတော်တော်လေးကိုသေးတယ်သူ့ရဲ့သဲကလည်းနည်းနည်းထူးကြရပေါ့နော်အယောင်ကောနောက်ပြီးတော့သဲလုံးဝတော်တော်လေးကြီးတယ် water sport တွေကတော့အစုံပဲဒါပေမဲ့ time မှာထတော့ဈေးနည်းနည်းလေးပုံများတယ်ပေါ့နော်ဒီအားတွေကဒီ beach ကလည်း sunset နဲ့နာမည်ကြီးရပေါ့နော်ဒါပေမဲ့ကျွန်တော်သွားတဲ့နေ့ကတော့အရင်ရာသီကိုသူကတာယာနေရမို့လို့ sunset တော့မြင်ခဲ့ရပါဘူး beach ဘေးနားဆိုင်လေးတွေကထိုင်နေကြလေးတွေကြီးပဲညာကြီးမင်းဘူးမှာဘာကြီးအသေးစားနေတဲ့အချိန်မှာထွက်စားဆိုတော့မတွေ့ရဆိုင်ဝင်ပြီမလာတဲ့ online ကနေရှာတာစားကောင်းမဲ့ပုံဆိုင်လေးကတော့စိတ်ဝင်စားရပါပဲလုပ်ခဲ့တိုင်းလေးတော့ကောင်းတာပါဝေမမှာ review ရေးပေးရင်အသားတပွဲရတယ်ဆိုလို့ရှိရင် delicious soupဟာလားချိုးဆက်ကြီးတော့ဖြစ်တယ်အဲ့ဒါနဲ့ဆက်တော်နည်းနည်းထပ်ဖြည့်ခံလိုက်ပါတယ်ဆိုင်ရွေးမှန်ပါပါတယ်အများကြီးတော့မမျောလင့်ထားဘူးပေါ့နော် sorry တွေရတယ်ဒါပေမဲ့မစိုးဘူး oh ဟာလားခင် extra spicy မာလာမုံလေးနဲ့ကျက်မာလာတယ်အဲ့လိုစားနေကြရတယ်တော့မတူပေမဲ့အဲ့လိုတစ်မျိုးစားကောင်းတော့ဒီဆိုင်ကြော်ပြီးရင် location တစ်ခါထည့်ပေးရတယ်ဆိုအချင်းထားကြပြီးတော့စားကောင်းဒီနေ့ရောက်တော့စားရပါပြီနဲ့ည7:00 နာရီချင်းနေဒီမှာမရှိတော့ငါကောပဲလာဖြစ်လို့လားမသိဘူးနည်းနည်းတော့တစ်မျိုးပဲ